ကုသိုလ်အမြဲလုပ်ပါဘဝမှာအစင်မပြေတာတွေကြုံတဲ့အခါတိုင်းကုသိုလ်ကောင်းမှုကိုပို့ပြီးပြုလုပ်ပါအစင်မပြေလဲကုသိုလ်လုပ်အစင်ပြေရင်လဲကုသိုလ်လုပ်အတိုက်အခိုက်ကြုံရင်လဲကုသိုလ်လုပ်အနှောက်အယှက်ရှိရင်လဲကုသိုလ်လုပ်ပို့ပြီးအစင်မပြေရင်ပို့ပြီးကုသိုလ်လုပ်နေရင်နဲ့ကိုပို့ဆိုးလာနေရင်လဲစိတ်ဓာတ်မကြပါနဲ့ယုံကြည်မှုအပြည့်ဇွဲကြီးကြီးနဲ့သာဆက်လုပ်ပါတေချာပေါကိုကုသိုလ်ကကိုကိုစောင့်ရှောက်ပါလိမ့်မယ်ယုံကြည်မှုနဲ့ဇွဲရှိမှုကိုတော့မလျော့ပါစေနဲ့ဘဝမှာကုသိုလ်တွေအားကြီးလာရင်အကုသိုလ်တွေအဆိုးတွေအားနေသွားမှာပဲလေကုသိုလ်တွေအားကြီးနေရင်အကုသိုလ်ဟာအတေးအမွှားလေးပဲဖြစ်သွားမှာပေါ့ကုသိုလ်အားကြီးလာရင်အားလုံးကအစဉ်ပြေသွားမှာပါလို့ပါကျုပ်ဆရာတော်ဘုရားကြီးကလမ်းညွှန်ဆုံးမယူခဲ့ပါတယ်